မင်္ဂလာပါရှင်ငါပုံပြင် audiobook channel မှာပြန်လည်ကြိုဆိုပါရစေဆရာရင်းမြတ်ဒေစာရဲ့ဆရာဝန်တူဤကိုထွေဝိညာဉ်မှတ်တမ်းများတွေကစန္ဒဝင်းနဲ့စန္ဒလင်းဆိုတဲ့အပိုင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်လိုက်ပါနားဆင်ခန်းစားကြည့်ပါရှင်ဆရာမတက်တက်မွန်မကျွတ်မလွတ်သေးပဲညပိုင်းကဆေးရုံသို့လာရောက်ခဲ့သည့်အကြောင်းကိုလက်ထောက်ကျမ်းမာရေးမှုဖြစ်သောဒေါက်တာခင်ခင်ကြီးအားကျွန်မပြောပြလိုက်ပါသည်ဒါဆိုတက်တယောက်တို့စီလာရာနေမှာရွံ့ရဲ့တို့ဂျူတီချတဲ့ညတိုင်းသူကအခန်းထဲလာပြီးစကားလာပြောလို့ရှိတယ်စိတ်မကောင်းစရာပါပဲရွံ့ရဲ့တက်တယောက်သူဆုံးပြီဆိုတာသူကိုယ်တိုင်ရွံ့သိပါမလားဒေါက်တာခင်ခင်ကြီးသည်ဝမ်းနည်းသောအတန်ဖြင့်ပြောလေတော့သည်ရွံ့မပြောတတ်ဘူးမမခင်သူ့ကိုစီးယုံနဲ့မသက်ဆိုင်တော့ကြောင်းဆရာကိုယ်တိုင်ကအမိန့်စာပြန်ခဲ့ပြီးပြီမဟုတ်လားဒါပေါ့ရွံ့ရဲ့စေစုနဲ့တစုနီးပါလောက်လာခဲ့တဲ့ဌာနဆိုတော့ဒီတန်ရောစင်ကိုလွယ်ဖြတ်လို့ဘယ်ရနိုင်ပါမလဲပြီးတော့ဒုတိတလောက်ပြောရရှင်သူ့ကိုရက်လေစွန်းတွတ်တာမျိုးစီးယုံဖက်ကမလုပ်ရသေးဘူးမဟုတ်လားဒီတော့ရက်မလဲမချင်းသူကဒီမှာရှိနေအောင်ပါပဲထင်နေမမခင်ဤစကားကြောင့်ကျမတွေ့ဝေသွား၏စိတ်ထဲလဲစိုးထက်သွားရပြန်သည်ဟုတ်သည်ဆရာမတက်မုံဤရက်လေအောင်ညီတိနေ့တွင်လှုပ်မည်ဟုဆရာဦးမောင်လက်ကမပြောသည်မမခင်ပြောပုံအရောက်ရက်မလဲမချင်းဤစေးယုံလိုက်သာသူရှိနေနိုင်သည်ထိုအခါသူ့အခန်းနှင့်ကက်လျက်အခန်း၌တရုတ်သေးနေရသည့်ကျမအတွက်စိတ်မလုံခြုံမှုများဖြစ်လာနိုင်သည်စရောက်သည့်ညကအတိုင်းစကားပြောသံများခုံရွှေ့သံများကြားရအောင်မည်လားဒါမှမဟုတ်ဒုတိယညကလိုတကားခောက်တန်တွေကြားရတနက်ခမ်းနှံတွေရအောင်မည်လားတွေးရင်အသက်ပင်မရှူရင်လူကအလိုလိုမွန်းကျက်လာသည်နဖူးဆက်ကနေချွေးသည်ချွေးပေါက်များပင်တီးထလာသည်ပြို့မမခင်နဲ့ရုံးလေတိုးနဲ့ဘာတွေပြောနေကြတာတော့ဝင်ခဲ့အောင်မယ်ထိုအချိန်မှာပင်ကျမတို့ရှိရာလက်ထောက်ကျမ်းမာရေးမှုအခန်းရှိသို့ရောက်လာသောဆရာဦးမောင်လက်ကလှမ်းပြော၏ဆရာဘေးတွင်ဆရာအမျိုးသမီးကိုပါတွေ့လိုက်ရသည်ဟုတ်ကဲ့ဝင်ခဲ့ပါဆရာလာတာနဲ့အတော်ပဲကျမပြောစရာရှိလို့ဆရာဦးမောင်လက်ကိုမြင်သည်နှင့်ဒေါက်တာခင်ခင်ကြီးကဝမ်းသာအားရလှမ်းပြော၏ထို့နောက်ကျမတို့နှစ်ဦးသာထိုင်ရမှထား၍ဆရာဦးမောင်လက်တို့ဇနီးမောင်နှံကိုကြိုလိုက်ကြသည်တက်မွန်ကိစ္စထင်တယ်ကျမတို့အနီးရောက်လာသောဆရာဦးမောင်လက်ကကျမနှင့်ဒေါက်တာခင်ခင်ကြီးပြောမြည်စကားများကိုကြိုသိနေဟန်ဖြင့်ပြောလေသည်ဟုတ်တယ်ဆရာကျမခေါင်းရိပ်လျက်ဝင်ပြောလိုက်၏ဆရာဦးမောင်လက်ကသူ့မျက်မှန်ကိုအနှဲငယ်ပင်တင်ပြီးကျမတို့ကိုစက္ကန့်အနှဲငယ်မျှအကဲခတ်ကြည့်လေသည်ပြီးမှတပတ်ခါကလောက်ွယ်နေမဟုတ်လားဒီတော့သူ့ရဲ့လေကိုမနဲ့ဖြန်ခါလုပ်ပေးဖို့ကျွန်တော်စဉ်းစားထားတယ်ပြီးတော့တပတ်ခါမနဲ့ပိုင်းကျွန်တော်မန္တလေးကိုအရေးပေါ်ကိစ္စတစ်ခုနဲ့သွားစရာရှိတယ်အဲ့ဒါရက်လေလို့ဖို့ကျွန်တော်အမျိုးသမီးနဲ့မမခင်တို့တိုင်ပင်လိုက်ကြလေမတိတာရှိရင်ဒေါ်အိမ်ကိုမေးလိုက်လို့လေရတယ်ဒေါ်အိမ်ကအဲ့ဒီအပိုင်းကိစ္စတွေမှာပို့ပြီးနားလေတယ်ဒီကြားထဲငွေရေးကြီးရေးကိစ္စနဲ့ရုံးပိုင်းကိစ္စလိုအပ်တာတွေရှိရင်ကျွန်တော်ကိုချက်ချင်းပြောပါအခုတော့မမခင်တို့လုပ်ရမယ့်ကိစ္စတွေကိုမမခင်တို့ညီအမတွေပဲကောင်းချင်းဆိုင်ပြီးဆက်ပြောကြပေါ့ကျွန်တော်ရုံးခန်းနဲ့တော်တော့မယ်ဆရာဦးမောင်လက်မှာထုံမြသာပြောပြီးသူဤရုံးခန်းရှိရာသို့ထွက်သွားတော့သည်ဆရာအမျိုးသမီးသားဟင်ကျမတို့နေရောက်နေအတူကျန်နေရစ်ခဲ့လေသည်အကိုကသူ့တပည့်အတွက်စိတ်မကောင်းဖြစ်နေတာခင်ရဲ့ညကတညလုံးမအိပ်ဘူးပိုဆိုးရာက3 နာရီခွဲလောက်ကြီးတအိမ်လုံးတနက်ခါနှံတွေကမွေးလာရောအဲ့ဒီအနှံလေးရရောအကိုမှစိတ်မကောင်းတွေဖြစ်ပြီးစာကြည့်စပွဲမှာသွားထိုင်လိုက်အိမ်ရတဲ့ပြန်ဝင်လာလိုက်နဲ့ပါဇက်ကလေးဖျားစာတွေရော့အမြတွေဝေးလို့သူကအဲ့တလူလှုပ်လေးချို့မှကြောက်လုံးအားကြီးပြီးနေလို့ထိုင်လို့မရလေပဲအခုလေအိမ်မှာချို့တယောက်တည်းမနေရဲလို့ဒီအထိလိုက်လာတာဆရာအမျိုးသမီးကပြော၏ဆရာအမျိုးသမီးစကားကြောင့်ကျမမှာစက်သိမ်းများပင်ထရွေသွား၏ဟုတ်သည်ညကကျမကြုံခဲ့ရသည့်အချိန်ကလေးထိုအချိန်လောက်မှပင်ဖြစ်သည်ချို့လိုပဲဟော်ရီကရုံးတွေကလေးကြုံလိုက်ရတယ်တဲ့အခုပဲပြောနေကြတာတက်လေးပနာပါတယ်ချို့ရဲ့
ဒေါက်တာခင်ခင်ကြီးကကျမဖက်သို့လှည့်ကြည့်ပြီးမိတ်ဆက်ပြလေသည်ဆရာဇနီးကအသင့်ပါလာသောလက်ကင်ပေါ်ဝါဖြင့်သူ့ပါးပြင်ပေါ်မှစီးကျလာသောမျက်ရည်များကိုတုပ်လျက်ရှိသည်ထို့နောက်မှာတော့ကျမတို့၃ယောက်သည်ဆရာမှတက်တက်မွန်၏ရက်လေအတွက်တိုင်ပင်စရာရှိသည်များကိုတိုင်ပင်ကြစီစဉ်စရာရှိသည်များကိုအားချင်းစီစဉ်ဆောင်ရွက်လိုက်ကြရတော့၏နာရီရက်လေသည်အေးအေးဆေးဆေးပြီးသွားခဲ့ပြီဖြစ်သည်ကျမတို့ထင်ထားသလိုဆူဆူဝါဝါချော့လက်မှုများရှိမလားကဲဆရာမတက်တက်ပေါ်မှာသူနှင့်ဈေးရုံမသက်ဆိုင်တော့ချောင်းကိုသိရှိသွားခဲ့သည်လားဒါမှမဟုတ်အကြောင်းတစုံတရာမတိုက်ဆိုင်သေး၍ငြိမ်သက်နေသည်လားကျမမခံမှန်းရဲ့တေးကြတာကတော့ကျမကိုချော့လက်ပြီးသည့်နောက်ပိုင်းဆရာမတက်တက်မွန်နှင့်ပတ်သက်၍ဈေးရုံအတွင်းမြည်သည့်အဖြစ်ပြဲမှမဖြစ်တော့ပေဒေါက်တာဆရာကသူ့ရုံခန်းထဲကိုလာခဲ့ပါအောင်တဲ့ဆရာမတက်တက်မွန်ရက်လေသည်နှင့်ညနေပိုင်းအချိန်ကျမရှိရာတောင်ဝန်ကျဆရာဝန်အခန်းအတွင်းသို့လာရောက်ကြောင်းကြားသည့်အညို့ကြောင့်အခန်းအတွင်းကနေကျမထွက်လာခဲ့လိုက်သည်ထို့နောက်ဆရာဦးမောင်မောင်လှက်၏ရုံခန်းအတွင်းသို့ဝင်ခဲ့လိုက်သည်ဆရာရုံခန်းအတွင်းဆရာဇနီးမမချုံနှင့်ဒေါက်တာခင်ခင်ကြီးတို့ကိုတွေ့လိုက်ရလေသည်ဆရာကျမကိုခေါ်ရဆိုလို့ဆရာဦးမောင်မောင်လှက်ကိုကျမလှမ်းပေးလိုက်သည်ဆရာကခေါင်းတစ်ချက်ညှိပြီးသူနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံတွင်ဝင်ထိုင်ရန်အတွက်မိတ်ဆက်ပြလေရာကျမလည်းဆရာရှိမျက်နှာချင်းဆိုင်ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေ၏ရုံးလေအတွက်ကိုတို့တွေစဉ်းစားနေကြတာမနေ့ပြန်ကိုကခရီးသွားရမှာဆိုတော့ကိုရှိနေတော့မမခင်တို့နဲ့တိုင်ပင်ပြီးစီစဉ်ပေးစရာရှိတာတွေကိုစီစဉ်ပေးခဲ့မယ်။ဘာများလဲဆရာဒီလိုပါရုံးလေကိုပေးထားတဲ့အခန်းကစီးရုံရဲ့တောင်ဆုံးမှာဘေးမှာကလည်းလူသူမရှိတဲ့နေရာဖြစ်နေတယ်။တခိုးတဝဲရန်ကိုစိတ်မချရတဲ့အပြင်ကက်လျက်အခန်းမှာနေတဲ့အခန်းပေါ်ကလည်းစုံထားတော့ရုံးလေလေးနေရဲမယ်မထင်ဘူး။ကိုနဲ့ကိုအမျိုးသမီးကလည်းရုံးလေတယောက်တည်းအဲ့ဒီမှာနေခိုင်းဖို့စိတ်မချဘူး။မမခင်ကလည်းသူ့အတွက်ရတဲ့အခန်းကိုအသက်ရောက်လာမဲ့အခြားတယောက်ယောက်ရှိခဲ့ရင်ပေးမယ်လို့ပြောထားတယ်။ဒါကြောင့်ဘေးကအခန်းကတခြားသူတွေရောက်လာမှရုံးလေအခန်းမှာပြန်ပြီးနေပေါ့အခုတော့တန်ခါဆောင်ထဲမှာရှိတဲ့ဆရာဝန်အခန်းကိုပြောင်းနေလိုက်ပါအဲ့ဒီအခန်းကဆေးရုံပင်မဆောင်နဲ့လဲနေတယ်ကိုတို့လိုင်းခန်းတွေနဲ့လဲကတ်နေတာဆိုတော့အကြီးအကျုံးဆိုရင်လှမ်းမြင်နေရတယ်လေဆရာဦးမောင်မောင်လက်ဤစကားကြောင့်ကျမလည်းအလျင်စလိုခေါင်းညိတ်ပြလျက်လက်ခံလိုက်၏ကျမအတွက်ကောင်းကောင်းသည်ဟုပြောရမည်ထိုကိစ္စနှင့်ပတ်သက်၍ဆရာကမပြောလျင်တောင်ကျမအနေဖြင့်ဆရာကိုအရေးစွန့်ပြီးပြောဖို့ရန်စဉ်းစားထားပြီးဖြစ်သည်ဆရာဝန်တယောက်ဖြစ်နေပါလျက်မရှက်တမ်းဝန်ခံရမည်ဆိုရင်လက်တလောကာလ၌ကျမနေရမည်အခန်းကိုကျမပြန်ပြီးမအေးရတော့ကြောက်သည်စားလင်းကြီးမျိုးကနေပြန်ရောက်သည့်ညကဆ၍ဒီကနေ့အထိလက်ထောက်ဆရာဝန်အခန်းအားအသုံးပြုနေရသည်ကိုလည်းစိတ်ထဲကမလုံးအခန်းရှင်မမခင်ကိုလည်းအားနာလှသည်သူ့အခန်းထဲမှာလည်းနေသည်သူ့အသုံးအဆောင်ပစ္စည်းတွေကိုလည်းယူသုံးနေရပြန်သည်ဒါလျှင်မျက်နှာပျက်စရာတွေဖြစ်ကုန်ပေလိမ့်မည်ယခုဆရာကိုယ်တိုင်နေစရာအခန်းတစ်ခုကိုစီစဉ်ပေးပြီးဖြစ်သည်ဖြင့်ကျမအတွက်ကံကောင်းသည်ဟုဆိုရပေမည်ဆရာပြောသည့်တန်ကောင်းဆောင်ဆိုသည်မှာလည်းပင်မဆောင်ဘေး၌ကပ်၍ဆောက်ထားသည့်အဆောင်သူနာပြုဆရာမများ၏အခန်းနှင့်လည်းမဝေးပြီးတော့ဆရာတို့ဝန်ထမ်းအိမ်ရအဟောင်းနှင့်လည်းကပ်လျက်ပင်ထို့ကြောင့်ဆရာစီကခွင့်ပြုချက်ရသည်နှင့်ထုံနေ့ညနေမှာပင်ဦးတန်းမြင့်နှင့်မတီရာတို့လင်မယားကိုခေါ်၍ကျမအခန်းထဲကလိုအပ်သည့်ပစ္စည်းရများအားတွားရောက်ယူဆောင်ပြီးအားချင်းဆိုသလိုအခန်းပြောင်းခဲ့လိုက်တော့သည်ဒေါက်တာရှိတယ်မတီရာလားဟုတ်ကဲ့ကျမပါတန်ခါဆောင်တို့ပြောင်းပြီး3ရက်မြောက်နေ့ဖြစ်သည်ထိုနေ့ကဂျူတီနာတို့ကြောင့်အခန်းအတွင်းကျမစားထိုင်ဖတ်နေ၏ထိုအချိန်မှာပင်အခန်းရှိမှမတီရာ၏ခေါ်တန်းကိုကြားလိုက်ရသည်ထို့ကြောင့်စာအုပ်ကိုစပွဲပေါ်သို့တင်လိုက်ပြီးနောက်တကားကိုတွားဖွင့်ပေးလိုက်သည်ဘာရှိလို့လဲမတီရာဝင်ခဲ့လေမဝင်တော့ဘူးဒေါက်တာထမင်းစားပြီးပြီလားလို့ကျမကလာမေးတာပါမ
စားရသေးဘူးအခုမှ17နာရီပဲရှိသေးတာဆိုတော့လေဟင်းရောရှိရလားမရှိဘူးမသိတာခဏနေမှကျဲဥကျော်လေးကြော်စားမလားလို့ကျမမသိတာကိုပြန်ပြောလိုက်၏အဲ့ဒါဆိုအတော်ပဲဒေါက်တာကျမတို့အင်ကိုလိုက်ခဲ့ပြီးအိမ်ထဲမှာထမင်းလိုက်စားလေဒီနေ့ဦးတက်မြင့်တို့တငယ်ချင်းတွေအိမ်ထဲသွားပြီးဟင်းစားသွားရှာတာအဲ့ဒါရစ်ချက်တကောင်ရလာတယ်လေရတော့ရခိုင်ဟင်းကောင်းလေးမို့ဒေါက်တာကိုကြွေးပြရစီလိုက်ခဲ့နော်မဟုတ်တာမသိတာရဲ့မသိတာတို့မှာကမိသားစုများကများနဲ့ကျမဝင်စားလို့မသိတော့ပါဘူးဘယ်နဲ့အာနာရမှာတော့ဒေါက်တာရဲ့လာပါမသိတာကကျမလက်ကိုဆွဲပြီးသူ့အိမ်သို့လိုက်ရန်အတင်းခေါ်လေသည်ကျမအာနာပြီးညင်သေးသည်တို့တော့မသိတာမှာလုံးဝမလျှော့သူ့အိမ်သို့လိုက်ခဲ့ရန်သာအဆက်မပြတ်ပြုံးနေသည်ဖြစ်နောက်ဆုံးတွင်အာနာနာနှင့်လိုက်ခဲ့ရတော့သည်မသိတာအိမ်သို့ကျမရောက်သွားချိန်ဦးတန်းမြင့်နှင့်ခလေး3ယောက်ကိုအင်းရှိခန်း၌တွေ့လိုက်ရသည်ဒီနေ့မှမသိတာခလေး3ယောက်ကိုကျမစုံစုံလင်းလင်းမြင်ဖူးသည်ကျောင်းပိတ်ရဲ့စနေနေ့ဖြစ်တာမို့လဲပါသည်စားတော့ထောက်တာအမနာနဲ့မသိတာကကျမထမင်းပကံတဲ့စက်သားတုံးများကိုခတ်ထည့်ပေးရင်းဆိုသည်ခလေးတွေစားဖို့လည်းခြံထားပါမသိတာရဲ့ကျမအတွက်ကအသားဟင်းတုံးနဲ့တင်ဟင်းဖြစ်နေပါပြီထမင်းပကံတဲ့သို့စက်သားဟင်းများကိုဇွတ်တရွတ်ထည့်ပေးနေသည့်မသိတာကြောင့်ထမင်းပကံကိုအနောက်သို့အနှဲငယ်ရွှေ့လိုက်ရင်းကျမကပြောလိုက်သည်ရရဲဒေါက်တာရဲ့အဲ့ဒီခလေး4ယောက်ကမရှိရှိတာနဲ့စားတတ်တယ်4ယောက်ဟုတ်လားမသိတာမှာခလေး3ယောက်ပဲရှိတာမဟုတ်လားမသိတာဤစကားကြောင့်ကျမအံ့ဩစွာဖြင့်မေးလိုက်၏ဟုတ်သည်ကျမသိထားသည်မှာမသိတာတို့ဤမိသားစုသည်စုစုပေါင်းမှ9ယောက်တည်းရှိသည်ဆိုခြင်းပင်ကျမစကားအစုံမသိတာဤမျက်နာသည်မီးအပူရှိဟတ်လိုက်မိသည့်တိရွက်ပမာတိတိသားသားမျိုးကျသွားလေ၏ဟုတ်သားပဲကျမကပြုံးနေကြမှုအကျင့်ပါနေတာဒေါက်တာတကယ်တော့ခလေးအားလုံးပေါင်းက4ယောက်ပါဟော်ရီအလက်ကလေးကအမွာပူလေးပေါ့အမွာ2ယောက်မှာအငယ်မလေးကဆေးရုံအနောက်ဘက်ကရေကန်ထဲမှာပြုတ်ကျပြီးဆုံးသွားတာနမေကစန်တာလင်းနဲ့ဆုံးလုံးကမှ9နှစ်အရွယ်လေးဒေါက်တာရဲ့အခုဒေါက်တာအရှိမကျန်နေခဲ့တာကအကြီးမစန်တာဝင်းပေါ့မတီတာကစန်တာဝင်းလေးဤခေါင်းကိုပုတ်သက်ပေးရင်ပြော၏ကျမလည်းခလေးကိုဂယုဏသက်စွာလှမ်းကြည့်လိုက်၏ခလေးကကျမကိုတွက်လက်စွာဖြင့်ပြန်လေကပြုံးပြလေသည်အော်စိတ်မကောင်းပါဘူးမတီတာရဲ့ကြားပြီလားဟင်အငယ်မလေးဆုံးတာကကျမကခလေးကိုပြန်လေပြုံးပြပြီးမတီတာဖက်လှဲ့ကပေးလိုက်သည်ဘယ်တက်နိုင်ပါမလဲဒေါက်တာရဲ့သူ့ကံပေါ့ဆုံးတာကနှစ်ကျော်ပါပြီမတီတာမှာထုံမြသာပြောလေ၏ထို့နောက်မတီတာသည်သူ၏သမီးကလေးကိုတတိရသွားသောကြောင့်မျက်အိမ်အတွင်းဝဲလာသည့်မျက်ရည်စာများကိုအင်ကြီးဖြင့်တုပ်လိုက်လေသည်မတီတာကိုကြည့်ပြီးကျမသည်လည်းစိတ်မကောင်းတော့ထမင်းပင်ဆက်လက်စားခြင်းစိတ်များပြတ်သုံးသွားတော့သည်နောက်တရက်ညနေဆောင်ချိန်ညဖက်ဂျူတီဝင်ချိန်၌ဗိုက်စာတက်သောအကျဉ်းကြောင့်ကျမအခန်းရှိရာတန်ခါဆောင်ဖက်သို့ပြန်လာခဲ့ပြီးနောက်မုတ်ထုံများနှင့်ကော်ဖီထုံများကိုယူခဲ့လိုက်သည်ထို့နောက်ပင်မဆောင်ဖက်ချက်ချင်းပြန်လာခဲ့သည်ဆေးရုံအဆောင်နှစ်ခုကြားအရောက်ကျမ၏အနောက်ဘက်ကနေအတန်တစ်ခုကိုကြားလိုက်ရသည်အတန်သည်6ကပ်နေသောကျွန်းရွက်များကိုခြေဖြင့်နင်းချသည့်အတန်မျိုးဖြစ်သည်ထို့ကြောင့်ကျမလည်းအနောက်သို့ချက်ချင်းလှည့်ကြည့်လိုက်လေသည်ဟောသမီးလေးပါလားမောင်တို့မေလီဒီနေရာကိုဘာလာလောက်တာလဲရုတ်တရက်တွေ့လိုက်ရသောဆန္ဒဝင်းကြောင့်ကျမအံ့ဩသွားသည်ဆန္ဒဝင်းကကျမကိုမကြည့်လက်ထဲကမုတ်ထုပ်များကိုသာမျက်တော်မခတ်ငေးကြည့်နေသည်အော်မောက်စားခြင်းလို့လားကဲအဲ့ဒါဆိုရင်တုံးထုတ်ယူသွား
သမီးမမနဲ့ညီမလေးကိုပါချွေးလိုက်နော်သမီးမေမေတို့ကမုံတွေဘယ်ကရတယ်လဲလို့မေးရင်တီတီဒေါက်တာကပေးတယ်လို့ပြောလိုက်မုံထုတ်များစီကနေအကြည့်လုံးဝမခွာတော့စန္ဒာဝင်းဤပုံစံကြောင့်ကျမကြည်နူးစွာပြုံးလိုက်မိသည်ထို့နောက်အထုပ်ကြီးအတွင်းမှဘီစကစ်3ထုပ်ကိုယူ၍စန္ဒာဝင်းဤလက်ထဲသို့ထည့်ပေးလိုက်သည်ပြန်တော့နော်သမီးအဲ့ဒီနားမှာမနေနဲ့တော့ထို့နောက်မုတ်ထုံများကိုပေးပြီးချင်းစန္ဒာဝင်းဤခေါင်းကိုပုတ်သက်ချုံမြူလျက်သူ့အိမ်သို့လှည့်ပြန်ခိုင်းလိုက်သည်ထို့သို့ပေးပြီးနောက်ကျမလည်းခလေးပြန်လှည့်သွားသလားမသွားလားပင်ဂရုမဆိုင်နိုင်အောင်ပင်မဆောင်ဖက်ခတ်တွတ်ပြန်လျှောက်လာခဲ့လိုက်သည်ထို့အချိန်မှာပင်ဒေါက်တာမနာသေးဘူးလားဆေးရုံအဝင်ပေါက်ကနေလှမ်းကအော်ပြောလိုက်သောအတန်ကြောင့်ကျမကြည့်လိုက်မိသည်မတီတာတို့မိသားစုအပြင်ကနေပြန်လာခြင်းဖြစ်သည်မနာရသေးပါဘူးမတီတာရဲ့ညအတွက်လိုရမေရအခန့်ပြန်ပြီးမုတ်တွေဝင်ယူနေတာစန္ဒာဝင်းလေးနဲ့တော့ဟင်မတီတာအားပြန်ပြောလိုက်တော့ကျမ၏စကားတို့မှာအဆုံးထိတိုင်းမရောက်လိုက်မတီတာ၏ဘေး၌မြင်လိုက်ရသောမြင်ကွင်းကြောင့်စက်သေးတည်သွားမိသည်ဟုတ်သည်ဆေးရုံအပေါ်ဝါကနေဝင်လာသောမတီတာတို့မိသားစုတွင်ယခုလေးတွင်မှကျမကိုယ်တိုင်မုတ်ထုတ်များကိုထိပ်ပေးလိုက်သောစန္ဒာဝင်းလည်းပါဝင်နေသည်စန္ဒာဝင်းသည်ကျမကိုမြင်သည်နှင့်တီတီဒေါက်တာဟုလှမ်းကာခေါ်လျက်လက်ကိုဝိရံပြလေသည်ဟင်ဒါဆိုကျမအထိတ်တလန့်ဖြင့်အနောက်ကိုလှည့်ကြည့်လိုက်မိသည်ဆေးရုံအဆောင်နှစ်ခုကြားရှိဖမ်းမီချောင်းအလင်းရောင်အောက်၌မြင်လိုက်ရသည်ကမြေပြင်ပေါ်သို့ကျနေသည့်မုတ်ထုတ်ကလေး3ထုပ်ဖျားရည်အလန့်တကြားအော်ဟစ်ပြီးမျက်နှာကိုလက်နှစ်ဖက်ဖြင့်အုပ်ချလိုက်မိသည်ထိုအခါလက်တွင်ပေးနေသည့်ဆိုစီအရေးများကြောင့်ကျမမျက်နှာတစ်ခုလုံးအေးဆက်သွားသည်ရောဟေးဒါတွေကရောင်ရမ်းကာဖြင့်လက်ဘဝနှစ်ဖက်ကိုပြန်ဖြန့်ပြီးငုတ်ကြည့်လိုက်မိသည်ရေတွေကျမလက်ဘဝတွင်စိုးနေသည့်အရာများကတခြားမဟုတ်ရေတွေသာထိုရေများအားကြောက်ရွံ့ပမာတွေ့ကြီးစိုက်ကြည့်နေရင်းမှပင်အငယ်မလေးကဆေးရုံအနောက်ဖက်မှရှိတဲ့ရေကန်ထဲပြုတ်ကျပြီးဆုံးသွားတာနာမည်ကစန္ဒာလင်းတဲ့ဒေါက်တာဟုတ်တော့မတီတာ၏စကားများအားပြန်၍ကြားရောက်မိတော်သည်ညမဖတ်ရဆရာဝန်တူ၏ကိုတွေ့ဝိညာဉ်ဇလံများအပိုင်း3ပြပါပြီရှင်အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့သူတူတယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အခန်းဆက်တွေကိုဆက်လက်ပြီးဖတ်ပြပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်အားပေးကြပါနော် channel ကို like and subscribe လုပ်ဖို့မမေ့ကြပါနဲ့ရှင်ကျေးဇူးအများကြီးတင်ပါတယ်ကေကျူတာငါနောက်စနေအောင်